ခါကတောရဲရှိရေအိုင်ကလေးအနီးတွင်ဖားမကြီးတစ်ကောင်ရှိလေသည်သူတွင်တားငယ်သမီးငယ်ဖားကလေးနှစ်ကောင်ရှိသည်သူတို့သည်ငယ်ရွယ်သေးသူများဖြစ်ကြသည်လောကကြီးအကြောင်းဘာမှမသိရှိကြသေးပြီမိခင်ဖားမကြီးကသူ၏ရင်သွေးများအားစိတ်မချ၍ရေအိုင်မှအဝေးသို့ထွက်မသွားလိုပေသို့သောဖားကလေးများသည်ရေအိုင်အနီးနေရသည်ကိုပြင်းဤလာကြသည်ငါတို့လောကကြီးအပြင်ဘက်ထွက်ကြည့်ခြင်းနဲ့ဟုသူတို့ကဆိုကြသည်တနေ့နနက်ခင်းတွင်သူတို့သည်ရေအိုင်ကလေးအနီးမှခုန်ထွက်ခွာခုန်ဆွဖြင့်ခရီးဆက်လာကြသည်ထို့သောဖြင့်သူတို့သည်တောဆက်စီသို့ရောက်ရှိလာကြသည်ထိုနေရာတွင်သူတို့သည်နွားထီးကြီးတစ်ကောင်ကိုတွေ့ကြရလေသည်သို့သောသူတို့သည်နွားထီးကြီးအားနွားထီးများမသိရှိကြပေဖားထီးကလေးကဒီလောက်ကြီးမားတဲ့တိရစ္ဆာန်ဟာဘာကောင်ကြီးလဲဒီကောင်ကြီးဟာငါတို့မိခင်ထက်တောင်ကြီးမားနေတယ်ဟုပြောဆိုသည်ထိုအခါဖားမကလေးကငါကတော့ငါတို့အမေဟာကမ္ဘာပေါ်မှာအကြီးဆုံးလို့ထင်တာပဲဟုပြောဆိုသည်ထို့နောက်သူတို့သည်ထိုင်ကနွားထီးကြီးကိုကြည့်ရှုနေလိုက်လေသည်ထိုချိန်တွင်နွားထီးကြီးကပုတ်ဟုအော်လိုက်သည့်အခါဖားကလေးများသည်အဝေးသို့ခုန်ကထွက်ပြေးကြလေသည်သူတို့ကငါတို့အိမ်ပြန်ပြီးကဘာကြီးထဲမှာအလွန်ကြီးမားတဲ့တိရစ္ဆာန်ကြီးတစ်ကောင်တွေ့ခဲ့တဲ့အကြောင်းကိုတို့အမေကိုပြောကြရအောင်ဟုဆိုကသူတို့သည်ခုန်ဆွဖြင့်တောရဲရှိသူတို့အိမ်ဖြစ်သောရေအိုင်စီသို့ပြန်လာခဲ့ကြလေသည်ဖားမကြီးသည်သူ့သားသမီးများကိုတွေ့တော့မင်းတို့ဘယ်ကပြန်လာကြသလဲဟုမေးလေသည်ထိုအခါဖားကလေးများကကျွန်တော်တို့မရောက်ဖူးသေးတဲ့လောကကြီးစီကပြန်လာခဲ့တာပါအမေကိုပြောရအောင်မယ်ကျွန်တော်တို့အဲ့ဒီလောကကြီးထဲမှာအမေထက်ကိုခန္ဓာကြီးမားတဲ့တိရစ္ဆာန်ကြီးတစ်ကောင်ကိုတွေ့ခဲ့ပါတယ်ဟုသူတို့မိခင်အားပြောပြကြလေသည်ဖားမကြီးသည်သူ့ရင်သွေးဖားကလေးများ၏စကားကြားတော့တားတို့ယူနေသလားအမေဟာကဘာပေါ်မှာအကြီးဆုံးပဲဟုပြောဆိုသည်ထိုအခါဖားငယ်ကလေးများကဖားမကြီးအားအမေရဲ့အမေပြောတာမဟုတ်သေးပါဘူးအဲ့ဒီအကောင်ကြီးဟာအမေထက်ကိုအများကြီးကြီးပါတယ်ဟုပြောဆိုလေသည်ဖားမကြီးသည်မြည်တိရစ္ဆာန်မြသူ့ထက်ကြီးသည်ကိုမလိုလားပြီထို့ကြောင့်ဖားမကြီးကငါခန္ဓာကိုယ်ကိုကြီးအောင်မှုံမှဖြစ်မယ်ဟုစဉ်းစားမိကမှုတ်လေတော့သည်သူ့ခန္ဓာကိုယ်ကြီးသည်လည်းတဖြည်းဖြည်းကြီးလာလေသည်ငါခန္ဓာကိုယ်ထက်ဘယ်သူကြီးသေးလဲဟုဖားမကြီးကဆိုသည်သူတို့မိခင်စကားကိုကြားတော့ဖားကလေးများကအာအမေပြောတာမှန်တယ်အမေကိုခန္ဓာဟာအရန်ကြီးလာပြီဟုအာရဝန္တာပြောဆိုလေသည်ဖားမကြီးလည်းထပ်မံမှုတ်လေသည်ဖားမကြီး၏ကိုခန္ဓာကြီးလည်းပိုး၍ကြီးမားလာသည်နောက်ဆုံးတွင်ဖောက်ခနဲမီကကိုခန္ဓာကြီးသည်ကွဲထွက်သွားလေတော့သည်ဖားကလေးများကသူ့မိခင်အားနေရအနှံ့လိုက်လံရှာဖွေကြသည်သို့တော့သူတို့မိခင်အားမြည်သည့်နေရာမှရှာဖွေ၍မတွေ့တော့ပေဖားမကြီးဟာကိုခန္ဓာပောက်ကွဲကတစားစီဖြစ်သွားခဲ့ကြပြီဖားမကြီးသည်နွားထီကဲ့သို့သူ့ခန္ဓာကိုယ်ကြီးကိုကြီးမားအောင်မပြုတ်လုသွားနိုင်ခဲ့ပေကဘာပေါ်တွင်အကြီးမားဆုံးတတဝဟူ၍မိုက်မဲစွာတွေးထင်မိခဲ့သည်မှာသူ၏ကြီးမားလာသောမှားယွင်းမှုကြီးပင်ဖြစ်ပေတော့သည်